အညိုးဇလန်းတွေအပိုင်းဆက်လေးကိုကြည့်လို့ရပါပြီကြည့်ကျင်နေဆိုရင်တော့အခုပြထားတဲ့စခရိုက်ဆိုတာလေးကိုနှိပ်ခဲ့ပြီးကွန်မန့်မှာတစ်ခုခုရေးခဲ့ပေးပါဗီဒီယိုကိုအစဆုံးကြည့်တဲ့သူမှဇလန်းတွေအစအဆုံးကိုကြည့်လို့ရမှာဖြစ်ပါတယ်မကြည့်ချင်ရင်တော့ကြော်သွားလိုက်တာမိတ်ဆွေတို့အတွက်အကောင်းဆုံးဖြစ်မှာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကြည့်လေးပဲနေလို့ညို့ဘယ်လိုပြောလိုက်တာဘာလို့ပြောလိုက်တာညို့ဘယ်လိုပြောလိုက်တာလဲစိတ်ကူထားတာလေနည်းပါဆိုင်လို့ဝင်ပြောနေတာနည်းပါဆိုင်လို့နည်းပါဆိုင်လို့လဲမနေ့ကမဆိုင်ဘူးဒါပေမဲ့ဦးရဲ့နေ့ရဲ့အဖေဦးရဲ့နေ့ကိုအရင်ချစ်ကြတာတောင်းပါခုလိုပြောတာအရင်တနာပါတယ်အဲ့မှာနည်းနည်း short တာအရင်မတင်နေအဲ့မှာ short ပြောတာဒီပုံစံပြောမှအချောင်းရိုက်ဒီအစ်စ်တန်းနေနေတန်းမှာဆိုတော့မှမနေ့တော့မဆိုင်ဘူးဟုတ်တယ်အားရမဆိုင်ပါဘူးမနေ့တော့မဆိုင်ပါဘူးနေ့စဉ်နဲ့နေစမ်းပါဒီစတဲ့နေတန်းမှာရမဟုတ်ဘူးရဲ့နေ့စဉ်နဲ့နေစမ်းပါလို့မဟုတ်ဘူးကိုလည်းမဆိုင်နိုင်ဘူးမပါစမ်းပါနဲ့ညို့အဲ့ဒါပဲဒီမှာစားပြောရတယ်ချားတယ်တိုင်းကြားတဲ့အတိုင်းပဲလေကိုစစ်နဲ့ကိုနေဖို့ပြောတာအဲ့လိုဆိုရင်တော့ငါပိတ်ဆက်ကန်တာကြီးစားညို့နေရညကဲနေရမြတ်နှစ်ခေါက်ရှိပြီနော်ညောနေပဲဒီကနောက်ဆုံး